မေတ္တာတုံးမှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးကိုကြည့်မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တူရီသောရင်သွေးကိုစောင့်ရှောက်တယ်လို့တဲ့ဧဝံပိတဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏအဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားတွေအလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါကျင့်စဉ်တစ်ခုပြောတာပဲလေနော်ရွေးရုံနေမဟုတ်ဘူးကျင့်စဉ်တစ်ခုပြောတာကျင့်ပုံကျင့်နည်းကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်ဒိဋ္ဌံစရဏိသိဏောဝတယာနောယာဝတ္တဝိတမိတ်တော်မအိတ်ရှင်သေးသမျှကာလပတ်လုံးဒိဋ္ဌံဆိုတာမတရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတယာနအဲ့ရထဲမှာလျှောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့ဧတံတတိအဋ္ဌိဋ္ဌိယမေတ္တာတတိကိုခိုင်ခိုင်မာမာတည်ဆောက်ထားပါမေတ္တာပို့နေပါလို့ပြောတယ်အန္တရာယ်ကင်းအောင်လို့သွန်ပေးတယ်ရွှေယုံနေမဟုတ်ဘူးကြည်ဒီမှာရွတ်လို့ပါတာမပါဘူးမေတ္တာတတိကိုတည်ဆောက်ပါတဲ့ဧတံတတိအဋ္ဌိဋ္ဌိယဗြဟ္မမေတ္တံဝိဟာရမိတ္တမှာဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗြဟ္မဝိဟာရလို့ခေါ်ပါတယ်ဒါပေမဲ့ဓမ္မမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကြဒေးလီလိုက်မှာကိုယ့်ရဲ့နေ့စဉ်ဘဝလက်တွေ့အသုံးချနိုင်ရလောကလူတွေကနေ့စဉ်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြစ်နေကြအသက်ရှည်နေကြဘုရားတရားတော်တွေလည်းနေ့စဉ်အသုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်စွမ်းတတ္တိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုပ်လို့မရတာမလုပ်လို့မရတာစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဘယ်ကိစ္စလဲကြည့်လေနောက်ဆုံးမေတ္တာတရားရင်၌ဖြစ်ပွားတဲ့အခါကျတော့ဘာဖြစ်ဒိဋ္ဌိစအနုပက္ခမသီလဝါဒတနေနတမ္ပန္နောကာမေတုဝိနေယဂေတံနာဟိသာတုကဗ္ဗတေယပုဏ္ဏရေတိမာရနဲ့အမြင်တစ်ခုမချင့်ကပ်နဲ့တရားတွေကိုမေတ္တာပို့တော့တရားရှိတယ်လို့ယူဆသွားနိုင်တယ်ဝိပဿနာရှုထောင့်ကကြည့်ရင်တရားမရှိဘူးရုပ်နဲ့နာနဲ့ရှိတယ်ဒါကြောင့်မို့တရားရှိတယ်ဆိုတဲ့မှားယွင်းတဲ့အမြင်ကိုမချင့်ကပ်နဲ့မရောက်စေနဲ့သီလဝါကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ပါဒသနာတမ္ပန္နမှန်ကန်တဲ့တမ္မာဒိဋ္ဌိဉာဏ်နဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါကျင့်လိုက်တဲ့အခါနောက်ဆုံးသောတပန်အဆင့်ထိအောင်ဖြစ်သွားရင်ဒသနာတမ္ပန္နမြင်မှန်သွားပြီကာမေတုဝိနိယဂေတံအမြင်မှန်သွားတဲ့အခါကာမရာဂတွေရောနေသွားပြီးတော့ရာဂဒေါသတွေနေပါသွားပြီးနောက်ဆုံးမှာကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့တဲ့ကိလေသာဆိုတာအဲ့ဓာတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဟောအနာဂံဖြစ်သွားပြီလို့ပြောတယ်နာဟိဇာတုကဗ္ဗတေယဇာတုဆိုတာတကယ်ကိုနကဗ္ဗတေယပုဏ္ဏရေတိမိခင်ရဲ့ဝမ်းဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတာဘယ်တော့မှပြန်မမွေးတော့ဘူးလို့ပြောတယ်နော်ယန္နာဖြစ်သွားရင်နောက်ထပ်ပဲမွေးတော့မှာတော့အဲ့တော့နိဗ္ဗာန်ထိအောင်ဖော်ညွှန်းထားတာမြတ်စွာဘုရားတရား